မင်္ဂလာပါဒီရညအတွက်အမီကောင်းလုပ်နေတဲ့ reaction လုပ်ပြပါမယ်ဒီဆုံးချက်သားပါစီဆွတ်တယ်ပြီးတော့စီထက်တုပ်သွေးရ okay ဟုတ်ပြီတက်မြတ်ဒီကိုဖိနေထိုးထည့်ပါတယ်နှလုံးတော့တော်ကန်ဆိုရဲကောင်မယ်နော်ဒါငရုတ်ကောင်စာဇွန်တော့ဝဲဒါတိုင်းမဲ့သူကဟောလို့ပြောပါတယ်ပင်စိမ့်မုံလို့ပြောပါတယ်နောက်တခြားမွေးပါမယ်ပြီးတော့ဒီချက်ပေါ်မှာပြန်ဖြူလိုက်ပါတယ်နှက်နေအောင်ဖြူပါတယ်ပြီးတော့သူက180 degree နဲ့ဖုတ်ထားမယ်လို့ပြောပါတယ်သူကဒီ oven နဲ့ထည့်ဖုတ်တဲ့ပုံပါပဲဒါကတော့ကျွန်တော်ဒီ chicken stick လောက်စားတဲ့ပုံစံမျိုးပါဒါကတော့ဒီ air fryer နဲ့ကြော်တဲ့ဟာပေါ့နော်အမှဘာလေးထည့်နေချက်ကြည့်အောင်အရသာစိတ်ဝင်အောင်အကင်တို့နဲ့လိုက်ထိုးပါတယ်ပြီးတော့ဂျင်းမစ်တလင်ခရူးစီနဲ့ပဲငံပြားကြီးအကျဲနဲ့ရောပါတယ်ပြီးတော့ air fryer နဲ့ထည့်လိုက်ပါတယ်โอเคပါရတော့ပါပြီပြီးတော့နှမ်းဖြူပါတယ်အရသာရှိမဲ့ချက်ကြော်လေးရပါပြီဒါတော့လူကြီးတွေကလေးတွေပါအားရှိပြီးစားလို့ကောင်းမဲ့ဟာပါကြက်ပေါင်โอเคရင်းနှီးဖြောလိုက်တယ်စီထည့်တယ်အရသာမုံနေရောနေတယ်ပြီးတော့ပေါင်းလိုက်တယ်ဒါအလွယ်ကူဆုံးပဲပြီးတော့ခုတ်လိုက်တယ်โอเคရပါပြီပြီးတော့ကြက်ပေါင်းထားတဲ့ရည်လေးဆန်းစားလိုက်ပါတယ်ကျေးဇူးပါ